အားလုံးပဲမင်္ဂလာပါဟမ်မိတ်ပိုင်စုပါရှင်ခုတစ်ခါမှာတော့မင်ကဒီ flower kitchen လာလေးကိုပညာဒါနအနေနဲ့ထုတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီ flower kitchen လေးပါကြိုက်နေတဲ့တရားအရောင်းတဲ့ထုံနိုင်ပါတယ်ကဲအဲ့ဒါဆိုရင်မနဲ့တူတူ flower kitchen လေးကိုတူတူလိုက်ထုတ်ကြမယ်နော်ပြထားရင်ပတ်မှုထိုးဆိုလို့ရှိရင်ကြည်ရောင်လေး2ရောင်လုပ်ပါမယ်ဒရင်းဝက်ဆန်လေး1ရောင်ပတ်ပွက်ဖက်လေး1ရောင်ပေါ့နော်အရောင်2ရောင်လုပ်မယ်ပြီးရင်မကတော့ဒီမှာအစိုက်ကို 2.5 ရပဲထုတ်ပြထားပါတယ်โอเคပတ်မှုလေးစထုတ်လိုက်အောင်နော်โอเคအရင်ဆုံးဝက်ဆန်လေးထိုးမယ်ပေါ့နော်ဝက်ဆန်လေးမှာပထမဆုံးဒီအဖြူရောင်လေးနဲ့ထိုးမယ်ပေါ့နော်ဖြူရောင်လေးနဲ့ထိုးဖို့ဆိုရင် margarine လောက်ရပါမယ် margarine လေးလောက်ရပါမယ် margarine လောက်သွားလို့ရှိရင်ဒီ margarine လေးထဲမှာပေါ့နော်ဒီအတွင်းလေးထဲမှာတိုက်တိုလေးတွေ10ခုထိုးပါမယ် margarine လေးထဲမှာတိုက်တိုလေးတွေ10ခုထိုးပါမယ်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခု9ခု10ခု9ခု10ခုတိုင်တိုလေးတွေ10ခုထိုးလို့ပြပါပြီပြီးပြီဆိုရင်ဒီဒိုစာလေးဆွဲလိုက်မယ်ပေါ့နော်ဆွဲစီလိုက်မယ်ပေါ့နော်ဒီမှာဒါဆိုရင်တိုင်တိုလေးတွေပေါ့နော်မချရန်ထဲမှာ10ခုထိုးလို့ပြပါပြီတိုင်တိုလေးတွေ10ခုထိုးပြီးသွားလို့ရှိရင်ဘေးပေါက်ကနေစားပြီးတော့မှရှက်ကော်လေးတွေကြီးပဲ9ခုထိုးပါမယ်ဒီမှာမြင်ရလားမသိနော်ဒီမှာဘေးပေါက်ကနေအကူထိုးမယ်ချီယူမယ်ပြန်ပြီးတော့ထုံမယ်ဒါရှက်ကောတစ်ခါနောက်ထပ်နှစ်ခါနောက်ထပ်သုံးခါနောက်ထပ်ရှက်ကောလေးကရှက်ကောငါးခါရှက်ကော6ခါရှက်ကော9ခါရှက်ကော10ခါရှက်ကော9ခါဒါရှက်ကောလေးကြီး9ခါထုတ်ပြီးသွားလို့ရှိရင်ချီလေးကိုဖြတ်လိုက်ပါမယ်ဒီမှာရှက်ကော9ခုပြီးရင်ချီဖြတ်ပြီးတော့သူဘေးကအပေါက်မှာပေါ့နော်ဒါချုပ်အလေးနဲ့လမ်းပြီးတော့မှဒါဆက်လိုက်ပြီပေါ့နော်ချုပ်အလေးနဲ့ဒါဆိုရင်အဆုံးသတ်လိုက်ပြီပေါ့နော်ပြီးလို့ရှိရင်ချီလေးကိုနောက်ဆုံးသတ်ပြီပေါ့နော်ဒါလိုနောက်ပြန်မထားအောင်လို့ပေါက်ကလေးလေးထည့်ပြီးတော့ချီကိုဆုံးသတ်လိုက်ပြီပေါ့နော်ချီစားလေးဖြတ်လိုက်ပါမယ်။ကျွန်တော်ဝက်ဆန်လေးရပြီပေါ့နော်။ဆန်ရပြီပေါ့နော်။အဲဒါဆိုရင်တရွက်လေးကိုထပ်ပြီးတော့ထိုးမယ်နော်။โอเคတရွက်လေးထိုးဖို့ဆိုရင်မင်းတို့ကဒီအစိမ်းရောင်လေးနဲ့ဆက်မယ်ပေါ့နော်။အစိမ်းရောင်လေးနဲ့ဆက်မယ်ဆိုရင်သူ့ရဲ့ဒီမှာချိန်အပေါက်ကလေးပေါ့နော်။နှစ်ခုရဲ့ဒီဘီးကအပေါက်လေးဒီဘီးအပေါက်လေးကိုယူမှာယူပြီးဒီကနေပြီးတော့မှချီဆက်မယ်။ချီကိုဆက်လိုက်မယ်။โอเคဆက်ပြီးသွားပြီဆိုရင်ချိန်ကိုကထိုးမယ်။တစ်ခါနှစ်ခါသုံးခါ4ခါ5ခါ6ခါ9ခါ10ခါ9ခါချိန်အားလုံး9ခါထုံးမယ်ချိန်9ခါထုံးသွားရင်4ပေါက်မြောက်ကနေစမယ်ပေါ့နော်ဒီမှာ1ပေါက်2ပေါက်3ပေါက်ဒီ4ပေါက်မြောက်မှာတိုင်ရှည်လေးထိုးပါမယ်တိုင်ရှည်လေးတစ်တိုင်းပြီးရင်သူရဲ့နောက်ထပ်ဘေးပေါက်မှာတိုင်ရှည်လေးတစ်တိုင်းနောက်ပြီးတော့သူရဲ့ဒီဘက်ဘေးကပေါက်မှာတိုင်လက်တစ်တိုင်းထိုးမယ်ပြီးရင်သူရဲ့ဘေးကတစ်ပေါက်မှာလည်းတိုင်လက်တစ်တိုင်းထိုးမယ်ပြီးရင်သူရဲ့ဘေးကအပေါက်မှာတိုင်တူပေါ့နော်အစီတိုင်တူလေးတစ်တိုင်းထိုးမယ်ပြီးရင်သူရဲ့ဒီဘက်နောက်ဆုံးပေါ့အစာကလေးတစ်ပေါက်ကလေးမှာရှက်ကောလေးထိုးမယ်ဒါဆိုရင်မဖက်လေးတစ်ခုရလာမယ်ပေါ့နော်ပြီးရင်ဒီချင်းလေးရဲ့ထူရတဲ့ချင်းလေးရဲ့သူရဲ့ဘေးကအပေါက်မှာပဲရှက်ကောလေးနဲ့ဆက်လိုက်မယ်ပေါ့နော်တစ်ချမ်းပဲယူပါမှာနော်ရှက်ကောလေးနဲ့ဆက်လိုက်ပါမယ်ဒါဆိုရင်ပြန်ဖက်လေးရပါပေါ့နော်ဒါဆိုရင်ဒီမှာလည်းနောက်ထပ်ပြန်ဖက်တစ်ခုထိုးဖို့အတွက်ခုနကတော့အတိုင်းပဲပေါ့နော်ချင်းကိုကပြတ်တက်မယ်မင်းပြတ်ထိုးပြမယ်နော်ဒီနေ့3 4 5 6 9 10ကိုချင်းကိုကတက်ပြီးသွားရင်4ပေါက်မြောက်မှာတိုင်ရှိထိုးမယ်ဒီမှာကြီးထွက်နေတဲ့အပေါက်ကနေစယူမယ်နော်ဒီနေ့3ဒီ4ပေါက်မြောက်မှာတိုင်ရှိတဲ့တိုင်ထိုးပါမယ်ပြီးတော့သူရဲ့ဘေးပေါက်မှာလည်းနောက်ထပ်တိုင်ရှိတဲ့တိုင်ထိုးပါမယ်ပြီးသူရဲ့ဘေးပေါက်မှာကျတော့တိုင်လက်လေးတဲ့တိုင်ထိုးပါမယ်ပြီးသူရဲ့ဘေးပေါက်မှာလည်းတိုင်လက်တဲ့တိုင်ထိုးပါမယ်ပြီးရင်ဘေးပေါက်မှာကျတော့တိုင်တူတဲ့တိုင်ထိုးမယ်ပြီးနောက်ဆုံးပေါ့ပထမဆုံးစားတဲ့အပေါက်မှာကျတော့ရှက်ကောလေးနဲ့ရှက်ကောလေးထိုးမယ်ပြီးလို့ရှိရင်သူ့ရဲ့ဘေးက
ဘေးမှာရှိနေတဲ့ချင်းရဲ့ဘေးတစ်ချမ်းပေါ့ယူပြီးတော့မှရှက်ကောလေးနဲ့ဆက်လိုက်မယ်ဒါဆိုရင်ပွင့်ဖက်လေးကနှစ်ခုရတော့ပါပြီဒီလိုမျိုးပတန်ပေါ့ဒီပတန်လေးဒီနည်းလေးတွေနဲ့ပဲပြီးလို့ရှိရင်စတိုက်ပွင့်ဖက်လေးတွေအများကြီးဆက်ထူတော့မှာပေါ့နော်ဒီမှာပွင့်ဖက်လေးကရတော့ပြီဆိုရင်သူ့ရဲ့ဘေးကချင်းရဲ့ဘေးတစ်ချမ်းမှာပေါ့ရှက်ကောလေးနဲ့ပြန်ဆက်မယ်ပြီးချင်းကိုကတက်မယ်လေးပေါင်းမြောက်မှာတိုင်ရှိနှစ်ခါပြီးလို့ရှိရင်တိုင်လက်နှစ်ခါတိုင်တူတစ်ခါပြီးရှက်ကောတစ်ခါအဲ့လိုပွင့်ဖက်လေးတွေပေါ့နော်ရှေ့ရပတန်လေးအတိုင်းပဲပွင့်ဖက်လေးအများကြီးဒီရှိသမျှချင်းတွေပေါ့နော်အကုန်လုံးချိုးသွားပါမယ်အားလုံးပဲဒါလေးထုတ်ပြီးရင်ပြည့်ကြည့်မယ်နော်